လာပြီတကယ်ကြီးပြင်းလားပြင်းလားဘယ်ဟဲ့ဘာလို့ဟဲ့အော်တကြီးကအစည်းအဝေးရှိလို့ခေါ်ခိုင်းလို့လားမြင်မလားတော့မယ်ကြားရလားကြီးဘာကိစ္စတော့အမထိုင်ကြခဏထိုင်ကြပါဦးနင်တို့ကဲကိစ္စကိုပြောဟာနင်တို့ခေါ်တာငါမဟုတ်ဘူးနင်တို့ပြောချင်တာဟိုမှာမင်္ဂလာပါရှင်အော်ဆီယာမပဲပတ်သက်ကိစ္စတင်တယ်ပတ်သက်ကိစ္စဆိုတော့မအားသေးဆီယာမရလှုပ်ရှိလို့ပြန်လာအောင်မယ်ဟဲ့နေပါဦးဟဲ့အော်ဆီယာမပြောစကားစောနားထောင်ရမ်းမဝင်ကိစ္စလားရမ်းကိစ္စကိုခောက်ကလည်းပေးဝိုင်းနေအခုမအားတဲ့ဂျာရလာတဲ့ကိစ္စကိုတကြီးခေါ်ရဲဆိုတော့တွားမယ်တကယ်ဆိုတွားမယ်နေကြပါအောင်ဟိုရမ်းမဝင်ကိစ္စတွေဘာတွေတော့ခေါ်တာမဟုတ်ပါဘူးရှင်ကလေးတွေကိစ္စလားဆရာမစောညီဘွားကဒီမှာပြောလိုက်တော့လေကျမတို့အလုပ်အားတာမဟုတ်ဘူးလာဟဲ့နေကြပါအောင်ဟိုဒီကနေ့ကလေဟိုတကြီးကနေတစ်ဆင့်ရွာသူရွာသားတွေခေါ်ခိုင်းလိုက်တယ်ဆိုတာကလေအဓိကဟိုကျမ်းမာရေးကိစ္စလေးပြောချင်လို့ပါရှင်အော်ဆီယာမကျမ်းမာရေးကိစ္စလားကျမ်းမာရေးကျမတို့အားလုံးကတောင်းမြည်ဆီယာမရဲ့ဘာမှသိကြမလို့လားတကယ်ကျွန်တော်သွားကြမယ်လားနေကြပါအောင်ကဲအဲ့ဒါကိုပြောချင်တာကျမတို့ရဲ့ရွာသူရွာသားတွေကလေကိုကျမ်းမာတယ်ဆိုပြီးအလုပ်တွေတအားလုပ်နေကြတာကဲပြောမနက်မိုးလေးမြန်တော့ဖွင့်ပြီဆိုတာနဲ့ຢာလည်းမစင်းဘူးလားစင်းတယ်လေညနေပြန်ရောက်ပြီဆိုတာနဲ့အိမ်လုပ်တယ်မလုပ်ဘူးလားလုပ်တယ်လေညတာလို့ရှိရောတခါတည်းတက်ပြီးအိတ်လိုက်တာမဟုတ်ဘူးလားအေးအဲ့လိုမျိုးတနေ့ပြီးတနေ့အလုပ်ထဲမှာနစ်မောနေတဲ့အခါကျတော့ကိုရေတောက်ဖို့မင်းနေလားမမင်းနေဘူးလားရေတောက်ဖို့မိပြီဆိုရင်သေးပေါက်ဖို့ရောမမင်းနိုင်ဘူးလားမေးတာဟောဆရာမရဲ့အဲ့လိုမိပြီဆိုတာနဲ့ကိုရဟောဒီစီလန်ချောင်းမှာယောဂတွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့ဆရာမရဲ့အဲ့ဒါကိုပြောချင်တာလေအခုဆီယာမတို့စားလိုက်တဲ့အစားအသောက်ကလေးတွေကရေမများတောက်စီးမများသွားပေးခြင်းဖြင့်ကျမ်းမာစီရလေအဲ့လိုမျိုးရေတောက်ဖို့မေးစီးသွားဖို့မေးပြီဆိုရင်ကိုယ့်ရဲ့စီးလန်းချောင်းမှာအမောင်အဆိုင်အခက်အညစ်အတောက်ကလေးရစုပြီးတော့စီးကြောက်မတဲနိုင်ဘူးလားတဲနိုင်တာတော့ဆရာမရဲ့စီးလန်းချောင်းမှာပိုးတွေမဝင်နိုင်ဘူးလားဝင်နိုင်တာတော့အဲ့ဒီခါကျတော့စီးလန်းချောင်းယောဂတွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့ဆရာမရဲ့အဲ့ဒါတွေကိုကာကွယ်ဖို့တက်ဆီယာမကဟောဒီ Go Live တိုင်းရင်ဆေးလေးနဲ့မိတ်ဆက်ပေးမလို့ပါအော်ဆီယာမဆေးတွေလာပြီးတော့ promotion ဆင်းနေတာပဲ promotion နဲ့ဆိုတော့မဝယ်ဘူးနော်တကယ်လို့လာသွားမယ်လားဟဲ့နေပါဦးpromotion ဆင်းတာမဟုတ်ပါဘူးဒါဆီယာမရောင်းတာလည်းမဟုတ်ဘူးဒါကလေဆီယာမတောက်သုံးနေတဲ့ဆေးလေးအရန်ကောင်းလို့ရွာသူရွာသားတွေကိုညွှန်းပေးတာပါရှင်ဆမအဲ့ဆေးကဘာဆေးလဲဒါလေးကအိန္ဒိယနီးပညာအိန္ဒိယကုန်ကျန်းတွေကိုမြန်မာနိုင်ငံမှာဂုံယူစာထုတ်လုပ်ထားတဲ့ Go Live စီးကြောက်ကြည်ဆေးဆီယာမအဲ့ဒီစီကဘာတွေကောင်းတာလဲ Go Live စီးကြောက်ကြည်သေးရဆိုရင်ကြောက်ကကြောက်တယ်ခြင်းစီးအိမ်နဲ့စီးလန်းချောင်းတွင်ကြောက်တယ်ခြင်းစီးနေခြင်းစီးဝါခြင်းစီးအနေကြခြင်းစီးသွားလျင်သွေးပါခြင်းစီးလန်းချောင်းပိုးဝင်ခြင်းစီးပူခြင်းစီးနေခြင်းစီးအောက်ခြင်းကြောက်ကလှုပ်ဆောင်မှုအားနည်းခြင်းအသေးလှုပ်ဆောင်မှုအားနည်းခြင်းအရက်ဘီယာတောက်သုံးသူများနဲ့ကွန်ဆာသူများအနေဖြင့်လည်းယောဂကြိုတင်ကာကွယ်ရန်အတွက်သုံးစွဲနိုင်ပါတယ်ရှင်ဆရာမအဲ့ဆရာကလေးတွေတောက်လို့ရလားယင်ဒီဆေးကခလေးတွေတော့တောက်လို့မရဘူးအသက်16နှစ်ကနေစပြီးတော့တောက်လို့ရပါတယ်ရှင်ဆရာမအဲ့ဒီဆေးကဘယ်သူတွေတောက်လို့မရဘူးလဲယင်ဒီဆေးကိုဝင်ဆောင်မိခင်တွေနို့တိုက်မိခင်တွေကြောက်ကကုသနေရတဲ့သူတွေကြောက်ကပျက်စီးနေတဲ့သူတွေတော့တောက်လို့မရပါဘူးရှင်ဆရာမအဲ့ဆေးကစိတ်ချပါမလားဆေးဘူးအဖုံးပါဆိုရင်လေထုတ်လုပ်သည့်ရက်စွဲတက်တန်းကုန်ပြီရက်စွဲအသုံးပြုပုံထားတုပ်ပုံတတိပြုရန်အချက်တို့ကိုလည်းအသေးစိတ်ရှင်းပြပေးထားပါတယ်ရှင်ဆရာမတကယ်လို့အဲ့ဒီဆေးကိုလိုချင်နေဆိုရင်ဘယ်မှာဝယ်ရမှာလဲဆရာမရှိမှဝယ်ရမှာလားယင်အိုးဒီဆေးကဆရာမရောင်တာမဟုတ်ပါဘူးဆရာမရှိမှလည်းဝယ်လို့မရဘူးနော်ဒီဆေးကိုတောက်သုံးချင်တယ်ဆိုလို့ရှိရင်တော့အမျိုးအနေနဲ့တိုင်းမှာရှိတဲ့ကိုဟန်တင်မတ်တင်အောင်ဆေးဆိုင်နဲ့အခြားသောဆေးဆိုင်တွေမှာမီးပြီးတော့ဝယ်လို့ရပါလေရှင်ဟာဒီ Go Live ဆေးကြောက်ကြည်ဆေးလေးကိုယ့်ရဲ့ဆေးဆိုင်တွေမှာလက်ကားယူပြီးတော့ပြန်လည်ရောင်းချခြင်းနဲ့ဆိုရင်တော့ Go Live ရဲ့စက်ရုံဓာတ်ရိုက်ပင်ရင်ဖုန်းနံပါတ်ဖြစ်တဲ့ဟာဒီဖုန်းနံပါတ်လေးကနေပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါလေရှင်စီလန်တောင်ယောဂများအတွက် Go Live စီးကြောက်ကြည်စေ